မိမိအတွက်အိမ်မက်ညတညဖြစ်ခဲ့ကြောင်းအာဆင်နယ်တိုက်စစ်မှုဂျေဆုပြောကြားအာဆင်နယ်အသင်းရဲ့တိုက်စစ်မှုဂျေဆုကအင်တာမီလန်နဲ့ရှင်ပြိုင်ကစားခဲ့တဲ့ညကမိမိအတွက်အိမ်မက်ညတညဖြစ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်ဘရာဇီးတိုက်စစ်မှုဂျေဆုဟာ2025ဇန်နဝါရီမှာတရားရရှိခဲ့တာကြောင့်တနင်္နီးမှအနားယူခဲ့ရပြီးဒီဇင်ဘာလမှာပြန်ကစားနိုင်ခဲ့တာပါဒါကြောင့်ဒီယာဘီမှာပြိုင်ပွဲစုံ9ပွဲသာကစားခွင့်ရထားသလိုပွဲထွက်ကစားခွင့်ရတာလည်း3ပွဲသာရှိပါသေးတယ်။အင်တာမီလန်နဲ့ပွဲတာတတိယမြောက်ပွဲထွက်ကစားခွင့်ရတဲ့ပွဲဖြစ်ပြီး2ဂိုးသွင်းယူကခြေစွမ်းပြနိုင်ခဲ့တာကြောင့်ဂျေဆုကအိမ်မက်ညထစ်ကြောင်းပြောကြားခဲ့ပါလေ။ဒါဟာအိမ်မက်ညတညပါကျွန်တော်ဘောလုံးသမားဖြစ်လာချိန်ကတည်းကအမြဲအိမ်မက်ခဲ့တဲ့အရာပါကျွန်တော်ကလေးဘဝက Serie A ပွဲများစွာကိုကြည့်ရှုခဲ့ပြီးဒီကွင်းထဲမှာဂိုးသွင်းနိုင်ဖို့အမြဲအိမ်မက်မှတ်ခဲ့တာပါ။ဒါကြောင့်ကျွန်တော်မျက်စီထဲမှာမျက်ရည်တွေအပြည့်ဖြစ်နေတာပါလို့ဂျေဆုကပြောကြားခဲ့ပါတယ်။ဂျေဆုအနေနဲ့2023နိုဝင်ဘာတုန်းက Lens နဲ့ပွဲမှာဂိုးသွင်းပြီးနောက်ပိုင်း Champions League ပြိုင်ပွဲမှာပထမဦးဆုံးချိန်ဂိုးပြန်လည်သွင်းယူနိုင်ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။အာဆင်နယ်အသင်းနဲ့2029အထိစာချုပ်ချုပ်ဆိုထားတဲ့ဂျေဆုကအသင်းမှာဆက်နေလိုပြီးစူဖလာနဲ့ရယူသွားခြင်းကြောင်းလည်းဖွင့်ဟထားပါတယ်။နောက်ထပ်သတင်းကြဖို့အနေနဲ့2023အာဖရိကနိုင်ငံများဖလားချန်ပီယံစီနီဂေါအသင်းရဲ့ဒါကာမြို့အတွေ့လွှဲလေအောင်ပွဲခံခဲ့တဲ့ပုံရိပ်တွေကိုဖော်ပြလိုက်ပါတယ်။ဒီအောင်ပွဲကြောင့်စီနီဂေါကစားသမားတွေဟာတအူးကိုစုဂျဲယူရို1500စီနဲ့ဒါကာတောင်မိုက်ကမ်းခြေမှာမြေနေရာ1500စတူမီတာစီရရှိမှချစ်ကြောင်းသိရပါတယ်။ဒါအပြင်နိုင်ငံတော်ဆင့်ဂယူးပြူစုသူစင်တို့လည်းချီးမြှင့်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမျိုးသမီးလိနောက်ဆုံးပွဲစဉ်အပြောင်းလဲပြုလုပ်မည်ချန်ပီယံဆုအတွက်အေယာဝတီနဲ့ ISPE အသင်းတို့အကျိတ်နဲ့ရင်းပြိုင်နေနဲ့မြန်မာအမျိုးသမီးလိနောက်ဆုံးပွဲစဉ်ကိုအပြောင်းလဲပြုလုပ်ခဲ့ကြောင်းအေယာဝတီအမျိုးသမီးအသင်းရဲ့လက်ကျန်ပွဲစဉ်ဇယားထုတ်ပြန်ချက်အရသိရပါတယ်။မူလပွဲစဉ်ဇယားအရဇန်နဝါရီ26ရက်မှာတွေ့ဆုံရမယ်အေယာဝတီနဲ့ ISPE ပွဲကိုဇန်နဝါရီ31ရက်ကိုပြောင်းခဲ့ပြီးစုဘေးပွဲကျင်းပဖို့အတွက်ကွင်းကိုလည်းသူ့ဝနကွင်းကိုပြောင်းခဲ့ပါတယ်။ပြောင်းရွှေ့လိုက်တဲ့ပွဲစဉ်ဇယားအရဇန်နဝါရီ26ရက်မှာ ISPE နဲ့ရန်ကုန် United ဇန်နဝါရီ29ရက်မှာအေယာဝတီနဲ့ရှမ်း United တို့ကစားရမှာပါ။ဗီဒီယိုလေးကိုကြိုက်နဲ့တက်ခဲ့လျင် Like and Subscribe နှုတ်ပေးခဲ့ကြဖို့မြတ်တာရက်ခံပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။